င်ချီနွေနွေလေးတွေနဲ့ကဘာကြီးကတို့ကိုပြုံးပြနေသလိုပဲစိတ်ကူးရင်အိမ်မက်တွေလဲတကယ်ဖြစ်လာဖို့အနည်းဆုံးမှာမညှိုးနွမ်းတဲ့အပြောင်းလေးတွေနဲ့ရှေ့ဆက်ကြစို့တို့နှစ်ယောက်တူလောကရဲ့လှပြခြင်းတွေကိုခံကြည့်ရအောင်ရင်တဲ့